ပွဲစဉ်ကိုတော့ကွင်းလည်နိုင်ဖြစ်မိုဟာမက်ကကိုင်နေမှာဖြစ်ပြီးကူတိုင်တစ်ဖြစ်အာမတ်ဆယ်ကူတိုင်နှစ်ဖြစ်ချူချူဝမ်တနဒီပွဲထွက်ခွင့်ရပြီးတော့ကိုတိုင်သွင်းကိုရရောက်ထားနိုင်ခဲ့တဲ့တိုက်စစ်ကစားမှာတန်းပိုင်ကတော့ဒီနေ့အရန်လူစင်းမှာပဲပါဝင်လာတာဖြစ်ပြီးတော့ဒီနေ့မှာတော့ဝင်းနိုင်ထုံးကမြန်မာအသင်းရဲ့တိုက်စစ်ကိုတော့ဥဆောင်သွားဖို့ရှိနေကြတာဖြစ်ပါတယ်လက်ကန်တယ်တောက်ကံပေါ်ရရှိခဲ့တာဖြစ်ပါတယ်မြောက်ကောင်းခန့်အနီးကပ်ပေးရတယ်မြောက်ကောင်းခန့်ပဲအလိုက်တင်ရှိကိုမော့ပေးရတယ်ခေါင်းတိုက်ပြီးဂိုးပြီးများဒုတိယအကြိမ်ရရှိခဲ့တဲ့ထောက်ကံပေါ်မှာတော့မြန်မာအသင်းသွင်းကိုဖြစ်အကောင်ဆုံးပြောင်းလဲသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။စုံတက်ခေါင်းလိုက်ချက်နဲ့တူမြန်မာအသင်းဥဆောင်ကိုရရှိစေခဲ့တာလည်းဖြစ်ပါတယ်။ဂျာဒီမမောဦးပဲရှို့ပေးတာပြီးမောင်လေးတယောက်လေးပဲမောင်လေးအဲ့ဒါဝင်လာပြီလက်ကန်တယ်။ကိုပြန်ပြီမြောက်မမော်ဦးရဲ့ပြပို့မှုဟာအတော်လေးကောင်းမွန်ခဲ့ပြီးတော့မမောင်လွင်ရဲ့အဆုံးသက်ကလည်းအမှားယွင်းလုံးဝမရှိခဲ့ပဲနဲ့မာသင်းကိုတော့နောက်ထပ်သွင်းကိုတစ်ခုကိုတော့ရရှိစေခဲ့ပြီးဖြစ်ပါတယ်။ချိုပေးတိုင်းဝင်နိုင်တော့တယောက်လေးလွတ်နေဝင်နိုင်တော့လက်ကန်တယ်။ကိုပြန်ပြီမြောက်ဒီမှာအတင်းတိုက်စစ်စွမ်းဆောင်ရလွန်လေးကိုမှမြင်မာလို့နေပြီးတော့ဒီချိန်မှာလေမင်းမောင်ဦးရဲ့ပေးယူပြုလုပ်မှုကနေတစ်စီမြန်မာအတင်းတတိယမြောက်ဥဆောင်ကိုတော့ထပ်မံပြီးရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။မာတင်အတွက်တတိယမြောက်ဥဆောင်ကိုမောင်လေးပြန်တွေ့တာမောင်လေးရှို့ပေးရတယ်ဘယ်ကျဲမှာပဲမင်းမောင်ဦးဒီမောင်ဦးပဲတယောက်ကြော်တာမင်းမောင်ဦးမျိုးအေးတော့ဝင်လာလက်ကန်တယ် additional time ဒီလိုနေမယ်ဒီမှာနေမရှိပေးတာမြက်ကောင်းကဝင်နိုင်ထုံးမယ်လက်ကန်တယ်ဒီပိုင်းစောပိုင်းမိနစ်တွေမှာကူရန်တဲ့ဖီယာပေးခြင်းကိုခံရနေဒီမှာတင်းနေရတော့မြက်ကောင်းခန့်ရဲ့အတော်လေးပေါ်မနေဆုံးသက်ပြီးတော့မာတင်အတွက်၄ဂိုးမြောက်ဥဆောင်ကိုတော့ထပ်မံရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်အစောပိုင်းမှာစိုးမိုးကျော်ရဲ့အတွင်းကိုအကောင်းဆုံးဖန်တီးထားနိုင်ခဲ့တဲ့မြက်ကောင်းခန့်ဒီချိန်မှာလည်းဝင်းနိုင်ထုံးရဲ့ကိုကိုတော့ထပ်မံပြီးတော့ဖန်တီးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။မာတင်မြင်တွေ့ရတဲ့အနေအထားတစ်ခုကတော့နောက်ထပ်လူစားပြောင်းလဲမှုတွေပြုလုပ်သွားဖို့တော့ရှိနေကြတာဖြစ်ပါတယ်။မြောက်ကောင်းခန့်မယ်။ထပ်ပြီးတော့လိုက်တဲ့အနီးကပေးရတယ်ဇော်ဝင်းသိန်းလည်းပေးပြီ။ဇော်ဝင်းသိန်းချိန်မှာတော့ကိုယ်တိုင်ဆုံးမသက်ပဲနဲ့အသင်းဘော်တွေခိုးရဖို့အတွက်ပို့ပြီးတော့ဖန်တီးပေးနိုင်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်။ဘိုးတော့ရှိနေကြတာဖြစ်ပါတယ်။ခွန်ရန်တင်မဲ AI ဝင်လာတယ်ခွန်ရန်တင်မဲရှေ့အောင်ပြရတယ်အနီးကထပ်တွဲရတယ်ပေးပြီ။တစ်ချက်ထွက်လာတယ်လက်ခံပြီ။မာတင်ကစားမတွေရဲ့အစင်စစ်ဟန်တာကဝေမှုနဲ့အတူကွန်အန်တင်ရဲ့အခြေပါကိုပြန်ရဖို့အိမ်မက်ကတော့ဒီချိန်မှာတော့လွှဲချော်သွားခဲ့တာဖြစ်ပါတယ်။ရှိုင်ဝနာအောင်ဝန်နိုင်ထုံးကိုထပ်ပြီးတော့မျောပေးရတယ်။မာတင်မပြန်ဆဲရတယ်မောင်လွင်ပဲထပ်ပြီးတော့ရှုံမျောပေးရတယ်မြက်ကောင်းခန့်အလေပေးလာပြီးအစင်တင်မဲ့ပေးလို့ရပြီလက်ဖေးပြီအစောပိုင်းကအစင်စစ်လွဲနေကြတဲ့ဇော်ဝင်းသိန်းချိန်မှာတော့ကိုယ်တိုင်ဆုံးသက်ပြီးတော့မာတင်အတွက်အလှည့်မြန်ပဲမြန်မာအသင်းတက်မြန်တိုက်စစ်ကနေအခုလိုမျိုးပဲဇော်ဝင်းသိန်းက9ဂိုးမြောက်ဥဆောင်ကိုတော့ထပ်မံပြီးတော့ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်ချိန်မှာတော့ခူဟန်အသင်းစာပေးဖို့ကနေပဲအခြေပါဖို့ရရှိဖို့အတွက်အတော်လေးကောင်းမွန်တဲ့ကန်ချက်တစ်ခုကိုတော့ပြုလုပ်ခဲ့တာဖြစ်ပါတယ်ဖီယာကင်းနဲ့ပဲဆက်ပြီးတော့ရှင်ပြိုင်ကစားနေခဲ့တာဖြစ်ပါတယ်အခုဆိုရှေ့ကိုမျောပေးရတယ်အေးရဝေးလာပြီဆုံးသက်ဖို့အတွက်ကြိုးစားမှာတော့ပြိုင်ပွဲကစားမနဲ့ထိခိုက်မိခဲ့တဲ့အနေအထားမျိုးမှာတော့ရှိနေကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းမြေတွေ့ရအနေအထားတစ်ခုကတော့စောပိုင်းကအရေးရင်အောင်အဆုံးသက်ဖို့ကြိုးစားတဲ့အနေအထားတစ်ခုမှာတော့ကွင်းလက်တိုင်ကအရေးရင်အောင်ကိုတော့တိုက်ရိုက်အနီကတ်နဲ့ပြိုင်ပွဲကနေတော့ထုတ်ပယ်ခဲ့ပြီးဖြစ်ပါတယ်ပြိုင်ပွဲကိုသမားနဲ့ထိခိုက်မိခဲ့တာဖြစ်ပြီးတော့ဒီချိန်နေမှာတော့ကွင်းလက်တိုင်ကရေးရင်အောင်တော့တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်ရုပ်သံအနှေးပြခွက်တွေမှာတော့ရေးရင်အောင်ဘောလုံးမပြတ်သေးပဲနဲ့မြန်မာစင်းမဲဆက်လက်ရရှိနေကြရတယ်ဖြစ်ပါတယ်ကိုချိုကနေပေးတာပြီကောက်တိုက်ပြီလက်ရှိချိန်မှာတော့တယောက်ရောအနေထားနေလုံးဝကိုတိုက်စစ်ရော်ဝါးခြင်းမရှိပဲနဲ့မြန်မာအတင်းနေနဲ့6ဂိုးမြောက်တွင်းကိုတော့ရရှိခဲ့ပြီလည်းဖြစ်ပါတယ်လူစားဝင်လာတဲ့ရှိုင်းဝနာအောင်ရရှိတဲ့ခွင့်ရိုးတော့ကောင်းအောင်ဆုံးပုံစံနဲ့ခေါင်းတိုက်ဆုံးတက်ခဲ့တာလည်းဖြစ်ပါတယ်တွင်းကိုတော့ရောက်သွားနိုင်ကြတာဖြစ်ပါတယ်အစောပိုင်းမှာလူစားဝင်လာတဲ့ဟိန်းထက်အောင်ရဲ့အတော်လေးကောင်းမွန်တဲ့တိကျတဲ့ပေးဖို့မှုတစ်ခုကနေအေးရထဲမှာအဆင်သင့်ရှိနေတဲ့ရှိုင်းဝန်းအောင်ကတိုက်ရိုက်ခေါင်းတိုက်ဆုံးသက်ပြီးတော့မြန်မာအသင်းရဲ့သွင်းကိုကိုတော့အထိထက်ပို့ပြီးတော့များပြားစေခဲ့ပြီးဖြစ်ပါတယ်တကယ်ကိုကျင်းတတ်ဖို့ကောင်းနေကြတာဖြစ်ပါတယ်ချိန်မှာမြန်မာအသင်းပဲ
အနေငယ်ရှင်းထုတ်ဖို့မပြတ်သားတဲ့အနေအထားတစ်ခုကနေပြိုင်မဲ့အသင်းကိုတော့ပန်နတီအခွင့်အရေးမြန်မာအသင်းခွင့်ပြုပေးခဲ့ရပြီဖြစ်ပါတယ်ပွဲစားချိန်နောက်ဆုံးမိနစ်အခိုက်အတန့်မှာအေးရတယ်မှာခွန်ကျော်စင်ဟင်းရှင်းထုတ်ဖို့ကြိုးစားရင်းနဲ့ပဲသူရဲ့လက်နဲ့ထိသွားခဲ့တဲ့အနေအထားတစ်ခုမှာဂူဟန်အသင်းကတော့ပန်နတီကန်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်ချိန်ခိုမဲကိုရမြချိန်မှာတော့ရရှိလာတဲ့ပန်နတီအခွင့်အရေးကိုချိန်ခိုမဲအမှားရမရှိဘဲနဲ့အေးစစ်စစ်ပဲကိုပေါရဲ့ဖေးပဲချမ်းကိုတော့အဆုံးသက်ပြီးတော့ခြေပါဦးတစ်ခုပြန်လဲရရှိစေခဲ့ပြီဖြစ်ပါတယ်။အချိန်ကိုမှညာချင်းနဲ့ပဲဖေးပဲကူတော့ကိုတော့အဆုံးသက်ပြီးတော့တွင်ကိုတစ်ခုတော့ပြောင်းလဲနိုင်ခဲ့ပြီဖြစ်ပါတယ်။ ညကွန်တီမေတော့ကမကတိပေးတာလေကောက်တိုက်တယ်သူရဲ့ကောင်းတဲ့ချက်ကတော့ဂိုးလုံးမောနေတာကျင်းနေခဲ့ရလည်းဖြစ်ပါတယ်